မြို့လေကမန္တတရမာတဲ့ကုသိုလ်ကြောင့်ကြီးရဲ့ရှင်ပြောမှအကြောင်းကလည်းအိုးနေပါပြီဟိုတုန်းကတော့မြမရင်ကျုံလေးဘာသာရှေးခါကတူလူမတူကကူညီကြတယ်စုံစုံညီညီစူညံပျော်ရွှင်ကြပြီးတော့တချို့မင်းမျိုးလေးများကြပြန်တော့မန္တလဲဘောဆောက်တဲ့လူကျော်မန္တလဲဘောဆောက်တဲ့လူကျော်ဒီလဲဘောဆောက်တမ်းကြတယ်ပွဲပါရဲ့လားအဲ့လိုတချင်းလေးနဲ့မေးကြတယ်ခင်ဗျအမန္တကိုလည်းလွန်လာပါအောင်ဆင်းတယ်ပန်းကုန်းပန်းရွယ်ဆင်းရွယ်ဝန်းရှက်ကိုချူရုပ်ချူအောင်ဖုံးအုပ်ပြီးတော့အစုံတို့ပေါ်မှာကိန်းနေအဖို့မကလှမ်းလင်းနဲ့ပန်းဆိုဟန်ရွှေမန္တတက်တမုတ်ခံရွန်းဆက်ပတ်ကုန်းပလုံးပချမ်းခိုနန်းရှက်သွဲတကုန်းကုတ်ကမလေးဘွားချက်ရှားဆိုင်ကိုနောင်ကိုင်းပြုံးမလေးတွေချောလိုက်လှလိုက်ပုံကြပြန်တော့လေရှုံးလာတော့ရွှေမျက်နှာလေးရဲ့သေးသည်ဘယ်လိုပဲရှိလိုက်ကြည့်လိုက်မဲ့လိုလိုဝင်းလိုနဲ့ပေါ့ကိုလေးကတတ်တတ်အလုံးရကြကြတော့လဲလာရမင်းပြပြဝင်းဝင်းလဲလဲတွေ့နဲ့တနွဲ့နွဲ့ပြောင်ဖျောင်းပုံလဲမမီသိငီးရွှေကူနဲ့တူကြတယ်ပေါ့အဲ့လိုမန္တရောကိုနောင်ကိုင်မှာလှပပြည့်စုံပေမဲ့လို့ကိုရင်နေရမယ်ကြောင်းကြပြန်တော့ကြောင်းကြီးရဲ့အိုးလက်ရန်ငယ်ပြိုးလက်ရန်ငယ်ပြိုးအရန်ကပလက်ချမှုဆောင်းခါစုကောက်ရုံစင်မယွင်းနှင်းရောစီရောသကောတနေရာဇာမြမလုံးနှွေခါကြပြန်တော့လေဖုတ်ဒီကထမိုးကြတော့ရွှဲရွှဲဆိုအဲ့ဒါကြောင့်ရှင်လူမျိုးဝင်ငရဲကရှင်လူမျိုးဝင်ငရဲကကြောင်းဆိုလို့ရွှေတော့ကိုရှောက်ပြီးပြောကြည့်ပြန်တဲ့အခါကျတော့ကျွမ်းမှန်ဖို့တဲ့ပန်းသူသေးလာမြင်မဲ့နာဝဲရတနာဘုံဓာတ်ဆောင်ကျငန်းဒီသိမ့်မြန်ရဲ့ကိန်းခန်းသာပြီးတိုက်လာညီကပါစီတော်ဝရှေ့ပြုတ်ပါကစက်ကြရောက်ပြီးကြော်စောသည်နှင့်စုရီပန်းညောင်းရွှေကံကောင်းဝယ်ထီအောင်တရားဟုလူလာဆိုတဲ့အတိုင်းရှေ့ပြုတ်ပါစီကိုမျောကြည့်လိုက်ပြန်တဲ့အခါကျရင်ရွှေမန်းတောင်သေးလာမှာဖះ